公西的。ရှိတော့ကတာယာလှပတဲ့တောအုပ်ကြီးတစ်ခုရဲ့အစုံဖျားမှာအစိမ်းရောင်ပန်းသီးကြီးတွေအများကြီးတီးတဲ့ပန်းသီးပင်ကြီးတစ်ပင်ရှိတယ်။အဲ့ဒီပန်းသီးပင်ကြီးရဲ့အောက်မှာတော့ထန်းရွက်တွေတီးရွက်6တွေနဲ့လှုပ်ထားတဲ့အတိုက်လေးတစ်ခုရှိတာပေါ့။အဲ့ဒီအတိုက်လေးထဲမှာတိတ်ကိုကြောက်တက်လန့်တက်တဲ့ယုံတငယ်လေးတစ်ကောင်နေထိုင်နေ။သူဟာလေတိုက်လို့တီးရွက်လေးလှုပ်သွားရင်တော့အယမ်းလန့်တက်တဲ့ကလေးလေးပေါ့။တနေ့တော့ယုံတငယ်လေးဟာပန်းသီးပင်ကြီးအောက်မှာအိပ်ပျော်နေခဲ့တယ်။ယုံကလေးအိမ်မောကြနေတော့ရုတ်တရက်အပင်ပေါ်ကနေကြီးမားလာတဲ့ပန်းသီးစိမ်းအမဲကြီးတစ်လုံးဟာယုံကလေးအိမ်နေတဲ့အနားကထန်းရွက်6တွေပေါ်ကိုဒုံဆိုတဲ့အတန်ကြီးနဲ့ပြုတ်ကျလာပါတော့တယ်။အတန်ကြီးကြီးကြားလိုက်ရတဲ့ယုံတငယ်လေးဟာလှန့်နိုးလာပြီးဟာဒုက္ခပါပဲကောင်းကင်ကြီးပြိုကျလာပြီဟေးဆိုပြီးနောက်ကိုလှည့်မကြည့်ပဲအတန်ကုန်ဟစ်ခါသုံးပင်းတက်ထားသလိုအမြန်ပြေးပါတော့တယ်။အမှန်တော့ကောင်းကင်ကြီးပြိုကျတာမဟုတ်ပဲပန်းသီးစိမ်းပြိုကျတာကိုယုံကလေးကမတိရှာဘူးလေ။ယုံတငယ်လေးဟာကောင်းကင်ကြီးပြိုကျပြီးပြေးကြပါဆိုပြီးအော်ပြေးရင်တခြားယုံနေနဲ့သွားတွေ့တယ်။တခြားယုံတွေကတငယ်ချင်းဘာဖြစ်လို့ပြေးတာလဲလို့မေးတော့ယုံတငယ်ကကောင်းကင်ကြီးပြိုကျနေပြီလို့ဖြေလိုက်တယ်။အဲ့ဒီခါကြံတဲ့ယုံနေလဲဘာမှမမေးတော့ပဲရောရောင်ပြီးလိုက်ပြေးကြတော့တာပေါ့။ယုံအုပ်ကြီးပြေးလာတာကိုတမင်ကြီးကမြင်တော့တမင်ကြီးလဲလိုက်ပြေးတယ်။တမင်ကြီးကိုမြင်တော့ဝဝနေချင်းတီတွေစီနေအကုန်လုံးအကြောင်းစုံမသိပဲကောင်းကင်ကြီးပြိုကျပြီဆိုပြီးတတော်လုံးတောင်းချမ်းကထွက်ပြေးကြပါတော့တယ်။အဲ့ဒီချိန်မှာတောအုပ်ရဲ့ကြောက်တောင်ကြီးပေါ်မှာတရားကျင့်နေတဲ့ဖျားလောင်ချင်းသိမင်းကြီးရှိတယ်။ချင်းသိမင်းကြီးဟာတရိတ်ဆန်အုပ်ကြီးဖျိုးဖျဲပြေးလာတာကိုမြင်တော့ဒီကောင်လေးရှိမှ6ကန်းပါကြီးရှိတယ်။ဒီအတိုင်းဆက်ပြေးရင်အကုန်လုံး6ထဲကြပြီးတီကုန်တော့မယ်ဆိုပြီးတွေးလိုက်တယ်။ဒါနဲ့ချင်းသိမင်းကြီးဟာကြောက်တောင်ပေါ်ကနေကြီးမားကြေလောင်တဲ့အတန်ကြီးနဲ့သုံးကတိတိဟင်းဟုတ်လိုက်ပါတော့တယ်။ချင်းသိမင်းရဲ့အတန်ကြီးကိုကြားတဲ့အခါတရိတ်ဆန်အုပ်ကြီးဟာကြောက်လန့်ပြီးခြေလမ်းတွေရက်တန့်သွားကြတယ်။ချင်းသိမင်းကအမောင်တို့ဘာဖြစ်လို့ဒီလောက်ပြေးနေကြတာလဲလို့မေးလိုက်တယ်။စင်တွေကကောင်းကင်ပြိုကျလို့ပါလို့ဖြေတယ်။ဘသူကပြောတာလဲဆိုတော့ဝဝွန်တွေကပြောတယ်လို့ညွှန်ပြလိုက်တယ်။ဝဝွန်ကနေတမင်ကနေယုံနောက်ဆုံးတော့ကတင်းစတင်ဖြန့်နဲ့ယုံတငယ်လေးစီရောက်သွားတယ်။ချင်းတီမင်းကယုံတငယ်လေးကိုပန်းသီးစိမ်းပင်အောင်ပြန်ခေါ်သွားပြီးစစ်ဆေးကြည့်တဲ့အခါထန်းရွက်6တွေပေါ်မှာပြုတ်ကျနေတဲ့ပန်းသီးစိမ်းကြီးကိုတွေ့လိုက်ရတယ်။အဲ့ဒီတော့မှချင်းတီမင်းကအမောင်တို့တွေ့ကြပြီလား။ကောင်းကင်ပြိုတာမဟုတ်ဘူးပန်းသီးစိမ်းပြုတ်ကျတာကွာလို့ရှင်းပြလိုက်တယ်။တရက်ဆန်အုပ်ကြီးဟာအမှန်တရားကိုသိသွားတဲ့အခါသူတို့ရဲ့မိုက်မဲမှုကိုရှက်သွားကြပြီးချင်းသိမင်းကြီးကိုကျေးဇူးတင်စကားပြောကြပါတော့တယ်။ကဲတငယ်ချင်းတို့ရေဘာပဲဖြစ်ဖြစ်သူများပြောတိုင်းရောင်ရမ်းပြီးမယုံရဘူးနော်။အကြောင်းအရာကိုတီးတီးချာချာစုံစမ်းပြီးမှယုံကြည်ရမယ်။တကယ်လို့သာချင်းသိမင်းကြီးမတားခဲ့ရင်တရိတ်ဆန်နေအကုန်6ထဲကြမှာပေါ့။တာမီမီတို့လည်းအမြဲတမ်းဉာဏ်ပညာနဲ့စဉ်းစားဆင်ခြင်တတ်တဲ့ကလေးလေးတွေဖြစ်ကြပါစေနော်။နောက်နေ့မှပြန်တွေ့ကြမယ်။တတား